ဒီမှာသူမေးထားတဲ့မိကွန်းလေးကလေရန်ကောင်းလို့ဗီဒီယိုလေးလုပ်ပြီးတော့ပြန်ဖြေပေးလိုက်ပါတယ်။ဆရာမလုပ်ခဲ့ရင်ကောင်းမယ်။ငါတို့မတွေးခဲ့ကြရင်ကောင်းမယ်။ပေါ့တခုခုကိုမလုပ်ခဲ့ရင်ကောင်းမယ်ပေါ့အတိတ်တုန်းကကိစ္စတခုခုကိုသူကပြန်ပြီးတော့နောင်တရတယ်။ regret ဖြစ်တယ်။နောင်တဖန်ပြန်လဲပြီးတော့ပြန်ပြောတာပေါ့တတနဲ့ပြန်ပြောငါဒါကိုမလုပ်ခဲ့ရင်ကောင်းတာငါဟိုဟာတော့လုပ်ခဲ့ရင်ကောင်းတာသူပြန်ပြောတဲ့အခြေအနေတွေမှာဒီ pattern ကိုသုံးပြီးတော့ပြောရတယ်အဲ့ဒါကို that conditional pattern လို့ခေါ်တယ် that conditional sentence ပေါ့သူရဲ့ pattern ပုံစံက if past perfect would have plus past participle past perfect tense ကကြတော့ had plus verb 3ပေါ့မြန်မာတွေခေါ်တဲ့ verb 3ပေါ့အမှန်တော့သူက past participle would have plus verb 3ဆိုတာလေ would have plus past participle ကိုပဲပြောတာဆိုတော့အဲ့ပုံစံကိုသုံးပြီးတော့ဒီစာကြောင်းလေးတွေကိုရေးရတယ်နော်ဆရာမမလုပ်ခဲ့ရင်ကောင်းမယ် It would have been better if I have not chosen to be a teacher ဆရာမမလုပ်ခဲ့ရင်ကောင်းမှာပဲ It would have been better if I have not been a teacher ဆရာမမဖြစ်ခဲ့ရင်ကောင်းမှာပဲဆရာမအလုပ်ကိုငါမရွေးချယ်ခဲ့ရင်ကောင်းမှာပဲဒါမှမဟုတ်ရင်ကိုအခုဆရာမလုပ်နေတဲ့အတွက်ကြောင့်ဆရာမဘဝကြီးကဘလောက်ပင်ပန်းနေဘလောက်ခက်ခဲတယ်ဆိုတာသိနေတဲ့အတွက်ကြောင့်ငါဒီလောက်ပင်ပန်းမှန်းသိရင်ဆရာမမလုပ်ခဲ့ပါဘူးအဲ့လိုပြောချင်တယ်ဒါတစ်ဖက်လှက်နဲ့ဘယ်လိုပြန်ပြောမလဲဆိုတော့If I have known how hard the teacher life was, I would not have chosen to be a teacher. If I have known how hard it was, I wouldn't been a teacher. ဆရာမဘွားဒီလောက်ခက်ခဲမှန်းသိငါဆရာမမလုပ်ခဲ့ပါဘူးဆရာအင်ဂျင်နီယာဘွားဒီလောက်ခက်ခဲမှန်းသိငါအင်ဂျင်နီယာမလုပ်ခဲ့ပါဘူးဒီလိုလေးစားထိုးပြီးတော့သုံးလို့ရတယ်ဒါကနောက်တစ်မျိုးသုံးလို့ရတဲ့ပုံစံလေးကိုပြောပြတာခုနကတော့ဆရာမမလုပ်ခဲ့ရင်ကောင်းမယ်ဆိုရင်တော့ it would have been better if I have not chosen to be a teacher အဲ့လိုသုံးလို့ရတယ်โอเคနောက်တစ်ကြောင်းငါတို့မတွေးခဲ့ကြရင်ကောင်းမယ်ခုနအတိုင်းပဲကောင်းမယ်ဆိုရင် it would have been better if we had not met immediate past participle verb 3 are immediate met it would have been better if we have not met so သမီးကြီးစားတွေမှာပြောလို့ရှိရလေနော်ဒုနှစ်ယောက်မတွေ့ခဲ့ရင်ကောင်းမယ်ငါလည်းတဲကွယ်ဖို့ရမရှိဘူးအဲ့လိုပြောကြရတယ်နော် so after their breakup or if they are going to break up they tend to say like that right အဲ့လိုမျိုးပြောလို့ရှိရလေသမီးကြီးစားတွေပြက်စဲခံနေငါတို့နှစ်ယောက်ကမတွေ့ခဲ့ကြရမှာငါတို့နှစ်ယောက်မတွေ့ခဲ့ကြရင်ကောင်းမယ်မတွေ့ခဲ့ငါဒီလိုတွေခံစားရမှာမဟုတ်ဘူးဒီလိုတွေဆုံးသက်မှာမဟုတ်ဘူးဒီလိုပြောလို့ရှိရအဲ့ခါကျရင်ဒီ conditional sentence ကိုသုံးပြီးတော့ပြောရတယ် it would have been better if we had not met so နားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ပို့ပြီးတော့နားလည်သဘောပေါက်လွယ်အောင် practice လုပ်တဲ့အနေနဲ့စာကြောင်းလေးတစ်ကြောင်းလောက် comment မှာရေးပေးခဲ့လို့ရပါတယ်အစကကြိုသိခဲ့ရင်အစကဒါဒီလိုမျိုးသိခဲ့လို့ရှိရင်ငါနဲ့ကိုမချစ်ခဲ့ပါဘူးအဲ့စာကြောင်းတစ်ကြောင်းကို comment မှာရေးပေးခဲ့လို့ရပါတယ် I'm Emily see you in the very next video bye bye